အားလုံးပဲမင်္ဂလာပါဒူရီခိုင်လေး YouTube channel လေးကနေခိုင်လေးရဲ့ကိုတွေအမားတွေဦးတော်တွေအားလုံးကိုလက်ထွက်စွာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ခိုင်လေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုကြတယ်ခိုင်လေးရဲ့အကိုတွေအမားတွေဦးတော်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့တိုင်းမှာလဲမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလဲဝေဝေတွေတိုးဝါရရှိနိုင်ပါစေလို့ခိုင်လေးဦးဇပဒမှာဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်ခိုင်လေးကိုတွေမှားတယ်အလုံးပဲနော်ခိုင်လေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုပြီးဆိုရင် channel လေးကို subscribe မနေရသေးရင် channel လေးကို subscribe လေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခတ်ပေးကြပါဦးနော်ကြည့်ရှုနေကြတဲ့ခိုင်လေးရဲ့ကိုတွေမှားတယ်အလုံးကလည်းတယောက်ချင်းရင်တယောက်လဲလက်မလေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခတ်ပေးကြပါဦးနော်ခိုင်လေးရဲ့ကိုတွေမှားတယ်အလုံးပဲကဲခိုင်လေးဒီညနေမှာလဲခိုင်လေးရဲ့ကိုတွေမှားတယ်အလုံးကိုအော်ခွက်ကလေးနော်ကိုတွေမှားတယ်အလုံးအော်ခွက်လေးနဲ့တိတိမိမိအရယူထားပေးသေးတယ်နော်ကိုတွေမှားတယ်အလုံးပဲဒီညနေမှာလဲခိုင်လေးပေးတဲ့9ပိုင်9ပတ်တီ305အော်ခွက်လေးနဲ့တိတိမိမိအရယူထားပြီးတယ်နော်ခိုင်လေးတို့မနက်တုန်းကလည်းခိုင်လေး68မိန်းခွက်နဲ့ရတယ်ဒီညနဲ့ဆိုရင်လည်း305မိန်းခွက်နဲ့ထက်ရတယ်ခိုင်လေးကိုတွေမှတယ်အလုံးပဲနော်ခိုင်လေးနှစ်ကြိမ်မှနှစ်ကြိမ်စလုံးမရရင်တော့ကိုတွေမှတယ်အလုံးပဲဒီကြိမ်အကောင်းဆုံးပြအောင်ကြိုးစားပေးမယ်ဒါပေမဲ့ခိုင်လေးတို့နော်ဒီတစ်ကြိမ်လည်းနော်ဒီတစ်ကြိမ်မှလည်းကိုတွေမှတယ်အလုံးကိုနော်မိန်းခွက်ကလေးတွေနော်အော်ခွက်ကလေးတွေပါအကောင်းဆုံးလေးကြိုးစားထားပေးပါတယ်ရှင်နော်ချစ်တော်လေးတွေအလုံးပဲကဲဒီထက်အဆင်ပြေတာမရှိတော့ဘူးနော်ခိုင်လေးတို့ဒီမနေ့အဖွင့်နေရတော့လုံးဝကိုနော်မင်္ဂလာရှိတော့အဖွင့်နေလေးဖြစ်သွားပြီကိုတွေမှတယ်အလုံးပဲနော်ကျန်တဲ့အချိန်မအောင်ချိန်နော်ကျန်တဲ့အချိန်မှာလဲနော်မင်္ဂလာရှိတဲ့အချိန်နော်အချိန်လေးတွေနော်အော်ကွက်ကလေးတွေပါအောင်ခိုင်လေးအကောင်းဆုံးလေးစူးစမ်းထားပေးပါမယ်နော်ကိုတွေမှတယ်အလုံးပဲမနက်ဖြန်ကအတွက်ကိုလည်းအကောင်းဆုံးလေးစူးစမ်းထားပေးပါတယ်ရှင်ခိုင်လေးပေးတဲ့ကဏ္ဍလေးတွေကိုစက်နှစ်သက်မှုရှိတဲ့ကိုတွေမှတယ်အလုံးကယူပြီးတော့ကစားနိုင်ပါတယ်တကယ်လို့မစက်နှစ်သက်လို့ရှင်တော့ကိုကြိုက်နှစ်သက်တဲ့ကဏ္ဍကိုကစားလို့ရတယ်နော်ခိုင်လေးပြောတယ်ဗျနော်ခိုင်လေးကိုတွေမှတယ်လို့ခိုင်လေးညနေပိုင်းဆိုရင်ခိုင်လေးဗီဒီယိုပိုင်းပဲတင်ပေးတာမနက်ပိုင်းဆိုရင်တော့ခိုင်လေးနေ့လေတနားရီနော်ကိုတွေမှတယ်အလုံးတနားရီပုံမှန်လိုက်ရှိုးအများနဲ့ရှိပါတယ်ခိုင်လေးကိုတွေမှတယ်အလုံးကခိုင်လေးလိုက်ရှိုးလေးတွေကိုဝင်လာခဲ့ပြီးကြပါအောင်နော်ကိုတွေမှတယ်အလုံးပဲခိုင်လေးလိုက်ရှိုးလွှင့်ရတာလဲနော် viewer လေးတွေမစုံတော့လဲလွှင့်ရတာအားတော့မရှိဘူးလေနော်အဲကြောင့်မလို့ခိုင်လေးကိုတွေမှတယ်အလုံးကခိုင်လေးတနားရီလိုက်ရှိုးအများနဲ့ရှိပါတယ်အဲကြောင့်မလို့ဝင်လာခဲ့ပြီးကြပါအောင်နော်ကဲဒီညနေမှာ305မိန်းခွက်ကိုရာကြတယ်ပေါက်ကြတယ်ဆိုတဲ့ခိုင်လေးရဲ့ချစ်တော်ကိုတွေအမားတွေအားလုံးကပေါက်ကြီးလေးတွေမှန်းကြမယ်နော်ခိုင်လေးပြတဲ့ကဏ္ဍလေးတွေကိုဘလောက်ဖို့ရကြလဲဘလောက်ဖို့ပေါက်ကြလဲဆိုတာကောမန့်မှာမှတ်ပေးကြပါအောင်နော်အဆင်ပြေတယ်ဆိုရင် okay လေးပဲကိုတွေမှတယ်အားလုံးပဲ okay လေးပဲမှတ်ပေးနော်ကိုတွေမှတယ်အားလုံးပဲ okay လေးပဲမှတ်ပေးခိုင်လေးပြတဲ့ဒီကဏ္ဍလေးတွေကိုလည်းခိုင်လေးကိုတွေမှတယ်အားလုံးကအပန်းမကြည့်ဘူးဆိုရင်ကောမန့်မှာပြန်မှတ်ပေးကြပါအောင်နော်ခိုင်လေးမျက်မှာတော့မတက်လို့မရခိုင်လေးမျက်လုံးလေးကျိန်းလို့နော်ကြည့်ရတာတကယ်လို့အဆင်မပြေလို့ရှိရင်နော်တိခါခွင့်လို့ပြီးတာကြည့်ပေးကြပါနော်ကိုတွေမှတယ်အားလုံးပဲခိုင်လေးအကိုတွေအမတွေဦးတော်တွေအားလုံးပဲနော်ကဲအဲ့ဆိုရင်ခိုင်တို့မနက်ဖြန်က6ရက်နော်ခိုင်တို့မနက်ဖြန်က6ရက်5လ2026နော်ဗုဒ္ဓဦးနေ့မနက်7:00နာရီတမိနစ်မှာပယ်ရမယ့်ပတိလေးတွေအော်ခွက်ကလေးတွေကိုခိုင်လေးခေါ်ပြီးတော့မယ်နော်ခိုင်လေးဗီဒီယိုလေးကလည်းအရင်မရှိတဲ့အတွက်ခိုင်လေးကိုတွေမှတဲ့အလုံးကခိုင်လေးဗီဒီယိုလေးကိုမရစ်မကြော်ဘဲနဲ့အစားနဲ့အစုံလေးကြည့်ပြီးဖို့မြစ်တာရက်ခံချင်ပါတယ်ချစ်တော်လေးတွေအလုံးပဲကဲခိုင်တို့မနက်ဖြန်ကမှာပယ်ရမယ့်ပတိလေးက2ပတ်တိ4ပတ်တိပါနော်ကိုတွေမှတဲ့အလုံးပဲမနက်ဖြန်ကမှာပယ်ရမယ့်ပတိလေးက2ပတ်တိ4ပတ်တိပါနှစ်ကြိုက်နှစ်တဲ့ကိုတွေမှတဲ့အလုံးက2ကိုပတ်မယ်4ကြိုက်နှစ်တဲ့ကိုတွေမှတဲ့အလုံးက4ကိုပတ်မယ်နော်ပတိပတ်နိုင်တဲ့ကိုတွေမှတယ်အလုံးကပတိကိုပတိမပတ်နိုင်ခိုင်လေးပြတဲ့ဒီ main ခွက်ကလေးတွေကိုကစားပါနော်ကိုတွေမှတယ်အလုံးမတစ်ခွက်လေးဒီနှစ်ခွက်ကလေးတော့မကစားပါနဲ့ခိုင်လေးပြတာမှာပတိတစ်လုံးမှာ4ခွက်လေးပဲထုတ်ထားပေးတာနော်ပတိတစ်လုံးမှာ4ခွက်ပဲထုတ်ထားပေးတာပါနော်အခွေသည်နော်ပတိက4ပတ်တိ2ပတ်တိနော်2ပတ်တိ4ပတ်တိအခွေသည်859ပြီးပေါက်ခွေကလေးပါနော်859ပြီးပေါက်ခွေကလေးပါခိုင်လေးပြတဲ့ခွေကအပူးလေးပါတယ်အပူးလေးပါထိုက်ပြီးတော့ကစားတာနော်859ပြီးပေါက်ခွေခိုင်လေးပြတဲ့ခွေကအပူးလေးပါပါတယ်အပူးလေးပါထိုက်ပြီးတော့ကစားတာပါနော်အဲ့ဆိုရင်ခိုင်လေးတို့4နဲ့ဆိုရင်မိန်းခွက်ကလေးတွေခိုင်လေးခေါ်ပြီးတော့မယ်နော်4နဲ့ဆိုရင်အော်ခွက်က4နဲ့4 5 4849ပါနော်4နှစ်ရယ်45ရယ်48ရယ်49ရယ်ပါနော်ကိုတွေမှတယ်အဲ့လိုပဲ4နှစ်ရယ်45ရယ်48ရယ်49ရယ်ပါနှစ်နဲ့ဆိုရင်25 26 28 29ပါနော်25ရယ်26ရယ်28ရယ်29ရယ်ပါနော်25 26 28 29ပါအခွေက859ပြီးပေါက်ခွေကလေးနော်859ပြီးပေါက်ခွေခိုင်လေးပြတဲ့ခွေကအပူလေးပါတယ်အပူလေးပါထိပ်ပြီးတော့ကစားထားပါနော်ခိုင်လေးနော်စကားလေးနည်းနည်းညံသွားလို့ရှင်ကိုယ်တွေမှတယ်အလုံးပဲနော်စကားလေးနည်းနည်းညံသွားတယ်နော်ခိုင်လေးထိန်းပြီးတော့ပြောပေးမယ်နော်ခိုင်လေးတို့
မနက်ဖြန်က12နာရီတမီနစ်မှာပတ်ရမဲ့ပတ်တီလေးကနှစ်ပတ်တီလေးပတ်တီလေးပါနော်နှစ်ပတ်တီလေးပတ်တီလေးပါနှစ်နဲ့ဆိုရင်ဩခွက်ကနှစ်9နှစ်6နှစ်8နှစ်9ပါနော်နှစ်9ရဲ့နှစ်6ရဲ့နှစ်8ရဲ့နှစ်9ရဲ့ပါ4နဲ့ဆိုရင်4နှစ်4 5 4 8 4 9ပါနော်4နှစ်ရဲ့4 5ရဲ့4 8ရဲ့4 9ရဲ့ပါနော်အဲ့ဒါမှခလေးရဲ့အကြိုက်ဆုံးနှစ်ကွက်ကောင်းเนาะတကွက်ကောင်းလေးတွေခေါ်ပြီးတော့မယ်เนาะတခါလေးခေါ်ပြီးတော့မယ်အခွေက859ပြီးပေါက်ခွေကလေးเนาะ859ပြီးပေါက်ခွေကလေးပါရှင်ခလေးရဲ့ကိုတွေမတဲ့အလုံးကပေါက်ကြီးလေးတွေမှတ်ပေးကြပါအောင်เนาะဘယ်လောက်ဖိုးပေါက်လဲဘယ်လောက်ဖိုးရကြလဲဆိုတာအောင်เนาะခလေးတို့မနေ့တုန်းကလည်းအော်ကွက်ကလေးနဲ့ထိမိရတယ်ဒီညနေဆိုရင်လည်း305မင်းကွက်လေးနဲ့ထက်ရကြတယ်ထပ်ပေါက်ကြတယ်မနေ့ဖန်ကအတွက်ကိုလည်းခလေးအကောင်းဆုံးလေးစူးစမ်းထားပေးပါတယ်ရှင်เนาะကြံနေတယ်မှုရှိလို့ရှိရင်ယူပြီးတော့ကစားနိုင်ပါတယ်နော်ဒူတီဆိုတာကတော့နော်မားတဲ့ခါလဲရှိတယ်လို့မန်တဲ့ခါလဲရှိပါတယ်နော်မားတဲ့ခါကျရင်လည်းခါလေးကိုတွေမားတယ်အလုံးကနော်နားလည်းပေးသေးချင်ပါတယ်နော်ကဲမနေ့ကတနာရီမှာကိုတွေမားတယ်အလုံးတို့ကိုတွေ့ချင်တယ်နော်အကုန်လုံးနဲ့အဲ့ဆိုတကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေခေါ်ပြီးတော့မယ်နော်ခါလေးမနေ့ကမှအကြိုက်ဆုံးတကွက်ကောင်းဒီ48ဒီတကွက်ကောင်းနော်48ဒီတကွက်ကောင်းနှစ်ကွက်ကောင်းကတော့48နဲ့28ဒီခါလေးမနေ့ကမှအကြိုက်ဆုံးနှစ်ကွက်ကောင်းကလေးပါရှင်နော်48နဲ့28ဒီခါလေးမနေ့ကမှအကြိုက်ဆုံးနှစ်ကွက်ကောင်းမှာတကွက်ကောင်းကတော့48ဒီတကွက်ကောင်းကလေးပါနော်48ဒီတကွက်ကောင်းအခွေက85ကိုအပြီးပါအခွေကလေးနော်ပတ်တီးက2ပတ်တီး4ပတ်တီးလေးပါနော်2ပတ်တီး4ပတ်တီးကလေးပါလိုက်လက်မလေးတွေလည်းတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခတ်ပေးကြအောင်เนาะချစ်တော်လေးတွေအားလုံးပဲလိုက်လက်မလေးတွေလည်းတယောက်တစ်ချက်စီဝိုင်းပြီးတော့เนาะနှိပ်ခတ်ပေးကြပါเนาะအဲ့ဒါခါလေးနောက်ဆုံးတစ်ခေါက်ပြန်လဲခေါ်ပေးမယ်ဒီနောက်ဆုံးတစ်ခေါက်ပြီးတော့ခါလေးဗီဒီယိုလေးကိုနားမယ်เนาะခါလေးတို့မနက်ဖြန်က6ရက်5လ2026ဗုဒ္ဓဟူးနေ့မနက်12နာရီ10မိနစ်မှာပတ်ရမဲ့ပတ်တီလေးက2ပတ်တီ4ပတ်တီလေးပါเนาะ2ပတ်တီ4ပတ်တီလေးပါနည်းနည်းဆိုရင်ဩခွက်ကနှစ်5နှစ်6နှစ်8နှစ်9ပါเนาะနှစ်5ရဲ့နှစ်6ရဲ့နှစ်8ရဲ့နှစ်9ရဲ့ပါ4နဲ့ဆိုရင်4နှစ်4 5 4 8 4 9ပါเนาะ4နှစ်ရဲ့4 5ရဲ့4 8ရဲ့4 9ရဲ့ပါအဲ့ဒါမှခါလေးအကြိုက်ဆုံးနှစ်ကွက်ကောင်းက48နဲ့နှစ်8ဒီခါလေးအကြိုက်ဆုံးနှစ်ကွက်ကောင်းမှာတစ်ကွက်ကောင်းကတော့48ဒီတစ်ကွက်ကเนาะအခွေဒီ85ကိုအပြီးပါအခွေကလေးပါရှင်85ကိုအပြီးပါအခွေပါเนาะအခွေကလေးကလည်း3ခွက်တယ်နော်ကိုဒီမတဲ့အလုံးပဲအခွေကလေးကိုပါထည့်ပြီးတော့ကစားသိချင်ပါတယ်ကစားနိုင်တဲ့ကိုဒီမတဲ့အလုံးကနော်အခွေလေးကတော့ကိုဒီမတဲ့အလုံး၄နှစ်ပတ်တီးကိုမကြိုက်နေတဲ့ကိုဒီမတဲ့အလုံးကအခွေလေးကိုကစားနိုင်ပါတယ်နော်အကုန်လုံးကစားနိုင်တဲ့ခါလေးရဲ့ချစ်တော့အကိုဒီမတဲ့အလုံးကအကုန်လုံးကစားပါရှင်ကဲအဲ့ဒါဆိုရင်ခါလေးရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရနာပြစေနော်ဝင်ရောက်ကြည့်ရှုကြတဲ့ခါလေးရဲ့အကိုတွေအမတွေဦးတော်တော်တွေအလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝေတွေတိုးပေါ်ရရှိနိုင်ပါစေလို့ခါလေးစုမှုကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကိုလက်ပါနော်ကိုတွေမားတယ်အားလုံးပဲဘိုင်ဘိုင်ပါ